ဒီနေ့မှာတော့ခွန်ညိုကကော်မလိုမြစ်တောင်တူလေးကိုစမ်းပြသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်မြစ်တောင်တက်တာနဲ့မတက်တာအလားပြင်တာချင်းတူတော်တော်လေးကိုကွာတယ်ပေါ့နော်ဒီလိုမျိုးမြစ်တောင်တက်တဲ့အခါမှာမြစ်လုံနေရပို့ပြီးတော့ဝင်းဝင်းလေးဖြစ်ပြီးတော့ဒီကော်မလိုမြစ်တောင်တူလေးရတယ်တက်ရတာအရင်လွယ်တာတွေ့ရတယ်ဒီဟာဆိုရင်ကြာမတက်ရသေးတဲ့ဟာလေးပေါ့နော် okay စပြီးတော့ try ကြည့်လိုက်ရအောင်ခွန်ညိုကဒါလေးကို online ကနေဝယ်သုံးကြည့်ရဒီလိုမျိုးအတန်လေးနဲ့ခွန်ညိုတို့တက်ကြည့်မယ်ပေါ့နော်သူကကောကတခါတည်းပါပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုမှစတက်မဲ့ beginner တွေအတွက်အရင်အဆင်ပြေတယ်သူ့တက်တဲ့အခါမှာခွန်ညိုတို့အရင် traditional မြစ်တောင်တူလိုမျိုးအပေါ်ကနေမတက်ရပဲနဲ့အောက်ကနေဒီပစ်ပြီးတော့တက်ရတာပေါ့နော်ဒီလိုမျိုးမှန်လေးကိုအောက်ကနေဒီလိုမျိုးထားပြီးတော့တက်တဲ့အခါမှာဆိုရင်apply လုပ်တဲ့အခါပို့ပြီးလွယ်တာကိုတွေ့ရတယ်သူကကြတော့ဒီမြစ်တောင်လေးတွေကိုကိုယ့်ရဲ့ဒီငကိုမြစ်တောင်ရှိပြီးသားရဲ့အောက်ဖက်ပေါ့နော်ဒီအောက်မြက်ခင်းလေးကနေပြီးတော့ကပ်ပြီးတော့တက်လိုက်ရုံပဲဒီအခုကဲနီးပညာတွေလည်းတိုးတက်လာတဲ့အလားပါ train တွေလည်းပြောင်းလာတဲ့အခါမှာဒီကော်မလိုမြစ်တောင်တူလေးတွေကလည်းတော်တော်ကိုပေါ့ပါတယ်ပြီးတော့အရင်လဲ useful ဖြစ်တာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ဒီလိုလေးကိုလေးနဲ့တက်လို့ရတယ်ဒီ video လေးကဒီမြစ်တောင်တူလေးဝယ်ပြီးတော့မတက်တဲ့သူတွေအတွက်တင်ပေးလိုက်တာဖြစ်ပါတယ်ကိုဆရာကြီးတော့မဟုတ်ဘူးပေါ့နော်ဒါလေးကကြတော့အောက်မြစ်တောင်တူလေးကကြောက်ကကျွန်မမြင်ဆန်လေးပဲတက်ပြထားတယ်ဒီလိုမျိုးလေးစက်တိုက်လေးတက်သွားရုံပဲပေါ့နော်အောက်မြစ်တောင်တူကကြောက်လွတ်လွတ်ကူတက်လို့ရတယ်အပေါ်မြစ်တောင်ကလည်းနက်ကြီးကထားလေးရှိရပေါ့နော်ဒီလိုဆိုရင်တော့ခွန်ကျွေးဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်